ဆိုတချေတို့ဒီကောင်ဒီပု္ပ္ပစာလေးကိုကြည့်ကြအောင်ဒီမှာတချေတို့ဘာတွေအများကြီးပဲသုံးထားလိုက်တယ် तू က အန်တယ်တွေအများကြီးသုံးထား အ တယ် န် တ တယ် ချယ် အများကြီးပဲသုံးထားလိုက်တယ်စီအောက်ကြတော့ तू ဘယ်နှကြောင်းပဲသုံးလိုက်တာလဲ တစ်ခါပဲသုံးထားတယ်တချ တ ယ် ခါပဲသုံးထားရယ်နော်ဒီအောက်မှာဒီချေတို့ကပုံမှန်ဆိုရင်ဒီချေတို့ကတစ်ကြောင်းပြီးတစ်ကြောင်းထဲမှာဆိုရင်တို့ကဘာကြည့်လဲစီအောက်ဒီအများကြီးနဲ့ရေးကြရပေါ့နော် तू က9ကြောင်းထုတ်ချင်တယ်ဆိုလို့ရှိရင်တို့ကစီအောက်ကိုဘယ်နှကြောင်းရေးလဲ9ကြောင်းရေးပြီးတော့ backslash n သုံးရင်သုံးမသုံးလို့ရှိရင်ဒီချေတို့က n တယ်သုံးခဲ့ကြတယ်ဒါပေမဲ့ဒီ program မှာကြာလို့ရှိရင် तू ဒီစီအောက်ထဲတစ်ကြောင်းပဲတို့ကိုရေးပြီးတော့တဏှာရေးကတော့ဂျားထဲမှာအန်တယ်ရေသုံးသွားတယ်တကယ်လို့ဒီနေရာမှာဒီချေတော့အန်တယ်မသုံးချင်လို့ရှင်လဲအားလုံးကိုတစ်ချောင်းနဲ့ရေးပြီးတော့ backslash n နဲ့ရေးလို့ရရယ်နော်ဒါလေးတစ်ချက်ဒီချက်နောက်ထပ်ရေးပုံရင်းဒီတစ်ချက်ထပ်ပြောမယ်နော်ဒါဆိုလို့ရှိရင်တို့ကဒီမှာစကြည့်ကြရအောင်စီအောက်ဆိုပြီးတော့စီအောက်ပြီးသွားလို့ရှိရင်ဒါဆိုလို့ရှိရင်တို့သိပြီးသားဒီဟာလေးတစ်ချောင်းဒီဘာလို့မှလဲအလိုလို auto ပေါ်တော့မှာနော်ဒါလေးဒီနေရာလေးမှာ my name ရေစုဆိုတာလေးပေါ်လာပြီပြီးသွားလို့ရှိရင် enter ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကုတ်မရေးဘဲနဲ့နော်လက်နဲ့တောင် twist လိုက်လို့ရရဲဆိုတဲ့သဘောတရားကိုရှင်းတာနော်ကုတ်ရေးလို့ရှိရင်ဒါနဲ့ပဲတူတူပဲထွက်လာမှာဒါဆိုတို့က enter ကိုရေးထားတဲ့အတွက်ကြောင့်မလို့ဒီချက်တို့ကဘာလုပ်မှာလဲမူရင်းဒီညနေပြီးသူဒီဘာလုပ်မှာလဲနောက်တစ်လိုက်ဆင်းပြီနော်ဆင်းပြီးသွားလို့ရှိရင်သူဒီမှာလာလဲ I am coding in ဆိုပြီးသူဒီဟာလေးကိုသူဘာလုပ်မှာလဲဆိုရင်ပြမယ်ဒါဆိုရင်ဒီနေရာလေးမှာဒုတိယတစ်ကြောင်းလေးရေးရယ်ဒီရှင်းပြမယ်နော်ပြီးတော့နောက်ထပ်တစ်ခုသူဘာထပ်တွေ့လဲအန်ဂျယ်လေးကိုထပ်တွေ့ရယ်နောက်ထပ်အန်တယ်တစ်ခုထပ်တွေ့ရယ်ဒါဆိုရင်စိတ်နေရသူဒီနောက်ကနေရှေ့ဆက်ကိုဒီနောက်ကနေဆက်ပြီးတော့မသွားဘဲနဲ့သူဒီဘာလုပ်မှာလဲဆိုနောက်တစ်လိုက်သူ့ဘာသာသူစင်းလာပြီเนาะဒါဒီချယ်တို့ကသိရမှာเนาะဒီကုတ်တင်ရဲ့သဘောတရားရအဲ့ဆိုဒီနေရာလေးမှာသူဒီဘာရေးမှာလဲဆို I let programming ဆိုပြီးတော့သူကဒီနေရာလေးမှာရေးမှာဒါလေးเนาะဒါဆို तू ကအစာချောင်း3ချောင်းကို तू ဒီဘယ်လိုမျိုးပဲရေးလိုက်တာလဲဆိုတော့ C out ဆိုတဲ့တစ်ချောင်းထဲမှာခေါ်ပြီးသွားလို့ရှိရင်အကုန်လုံးကိုရေးလိုက်တယ်အဲ့လိုမျိုးရေးလို့ရှိရင်မှန်လားမှားလားနောက်ဒီဆက်ပြမယ်နော်ဒါဒီ C out ဆိုတဲ့တစ်ချောင်းထဲမှာပဲကိုကကြံတဲ့ကောင်နေကြံတဲ့ပေါ့နော်ပေါ်ကျင်တဲ့စာသား၃ချောင်းလုံးကို तू ဒီဘာလုပ်တာလဲဆိုတစ်ဆက်တည်းရေးထားတာအဲ့လိုမျိုးရေးလို့ရှင်လည်းရတယ်နော်ဒီမှာဆို तू ကဘာတွေပဲသုံးသွားရလဲဆို enter တွေပဲသုံးသွားတာ enter မသုံးဘဲနဲ့ဒီချက်တို့ဒီဘယ်လိုမျိုးသုံးလို့ရလဲဆိုတော့ backslash n သုံးလို့ရပုံရနည်းဒီချက်ရေးပြမယ်နော်ဒါဆိုတို့ဒီဒါကတော့ဒီချက် example ရဲမှာမပါဘူးเนาะဟိုဟာဖြစ်လို့ရှိရင်ဒီကောင်လေးကိုဓာတ်ပုံရိုက်ယူခြင်းနဲ့ရိုက်ယူထားเนาะပုံစံဟိုဟာဖြစ်မှာဆိုလို့ COUT out C out ဆိုပြီးဒီချက်တို့ကရေးလိုက်တယ်ဒီလိုက်ပြီးသွားလို့ရှိရင်တို့ရဲ့ဒီ C out တစ်ချောင်းနဲ့ပဲရေးမှာနော်တစ်ချောင်းထဲမှာပဲအကုန်လုံး၃ချောင်းလုံးပေါ်အောင်တို့ရဲ့ရေးလို့ရတယ်ဟာပြီနော်လာပြီးသားပေါ့သူရဲ့ double quote တွေဒီချက်တို့ကစဖွင့်ပြီးသွားလို့ရှိရင်တို့ဒီအရင်တိုင်းပဲစရေးပြီး myဒါကြတော့ तू က enter ကိုသုံးသွားတဲ့အခါမှာเนาะသူတို့ရဲ့ insertion operator တွေကိုเนาะဒီမှာเนาะဒီလို operator တွေကိုလုံးဝသုံးကိုသုံးရရယ်เนาะဒီလို operator မသုံးဘဲနဲ့ enter ကြီးကိုဒီတိုင်းပဲရေးခဲ့လို့ရှိရင်တော့ငါတို့ရေးခဲ့ချဲတို့ရေးခဲ့ရဲ့ကုတ်ဒီဘာဖြစ်မှာလဲဆိုရင်မှားရယ်เนาะဒါကြတော့ enter ကိုမသုံးဘဲနဲ့အကုန်လုံးကိုဒီချဲတို့ကဘာလဲဆို C out ဆိုရဲခုနအတိုင်းပဲ C out တစ်ချောင်းထဲမှာပဲဟုတ်ပြီနော်ဘာလို့မှလဲဆိုတော့ backslash n ကြီးခံပြီးသွားလို့ရှိရင်သူဒီစာကိုအကုန်လုံးဘာလို့မှလဲစက်သေးရေးသွားမှာဒါပေမဲ့ဘလို့ပဲရေးနော်ကုတ်တင်ရဲ့သဘောတရားအရအကုန်မှန်တာကြီးကြည့်ပဲเนาะဒီလိုမျိုးရေးမှမှန်တယ်လိုမျိုးရေးမှမှန်တယ်ဆိုတာမရှိဘူးเนาะစီအောက်တို့စာရေးပြီးဟိုအသေးနှလုံးဒီကြည့်ရမယ်เนาะဒါဆိုလို့ရှိရင်တို့ဒီမှာကြည့်မယ်တို့က my name is စုပြီးသွားလို့ရှိရင်နောက်က I am coding ဆိုတဲ့ကောင်လေးဒီချဲကတစ်ဆက်တည်းရေးချင်တာလားတစ်ချောင်းတည်းရေးချင်တာလားအတန်တိတ်တော့ပါလားကျောင်းသီးသန့်ရေးချင်တာတ တ ချယ် ချောင်းတီးတဲ့ရေးချင်တာဒါဆိုလို့ရှိရင် teacher တို့ကဒါလက်ရှိမှာ enter မသုံးတဲ့အတွက်ကြောင့်မလို့ဒါလေးဒီသူပထမဆုံးပေါ်မှာဒီ my name is ဆိုပြီးတော့เนาะဒါ double ကုန်းနဲ့စုပေါ်မယ်ပေါ်ပြီးသွားလို့ရှိရင် teacher တို့ထပ်ပြီး double ကုတ်လို့မရဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင် teacher တို့ဒီ C out ဆိုတဲ့တချောင်းထဲမှာပဲရှိသမျှစာရေးအကုန်လုံးကိုဘာဖြစ်မှာလဲဆိုတော့ရေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့เนาะဒါဒီတို့ရဲ့ဒီဘာရေးမှာလဲဆိုဒီနောက်မှာ backslash
and ရေးတယ်သူဒီဘာနဲ့သဘောတရားချင်းတူတူပဲလဲဆို and နဲ့သဘောတရားချင်းတူတူပဲเนาะပြီးတော့မှငါတို့ဒီဘာလုံးမှလဲဆိုလို့ရှိရင်ကိုပေါ်ခြင်းရဲ့စာသားဒီမှာကြအဖွင့်ပိတ်ထက်ဆရာလို့သေးလားဒီမှာတပည့်ကုတ်ထက်ဆရာလို့လားမလို့ဘူးလားလေးဆိုတာလေသိကျင်တာဒီချက်ရေးမှလေ sorry I am ရေးပြီနော် CODING coding in ပြီးတော့ရင်တို့ရဒီ C double plus ပေါ့နော်ရေးလိုက်တယ်နော်ပြီးတော့ရင်တို့ပြီးရင်နောက်တစ်ကြောင်းမှာဒီ I love programming ဆိုပြီးသူကရေးချင်တာမလားရေးချင်တဲ့ကြောင့်တို့ဒီဘာရေးကြလဲဆိုလို့ရှိရင် buslet and ရေးရယ်နော်ပြီးတော့မှဒီမှာဒီ I love I love ပြီးရင် sorry ဆလုံးအကြီးသေးလေးရောတစ်ချက်ကြည့်နော်အော်ကပ်လောက်ဖွင့်လိုက်နေတာလားဟုတ်ပြီနော် I love PROGRALLING programming ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဒီချေတို့ကဒီတစ်ကြောင်းလုံးပြီးသွားတဲ့အချိန်မှာ C အောက်ကိုချေတို့ဒီဘယ်နှကြောင်းပဲရေးမယ်လို့ဒုက္ခနာပြောခဲ့လဲ C အောက်ဆိုရဲတစ်ကြောင်းနဲ့